အားလုံးပဲမင်္ဂလာပါမန်နီဘောမြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးချင်တာကတော့ဒန်နီယယ်လီဗီခစ်စပါးအသင်းရဲ့အခင်းချင်းအသစ်နဲ့သူတို့ဘလို့ကိုင်တွယ်စီမံဆောင်ရွက်သွားမလဲဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်စပါးအသင်းရဲ့ဥက္ကဋ္ဌဒန်နီယယ်လီဗီကပြီးခဲ့တဲ့စက်တင်ဘာ4ရက်ကယာရုကနေထုတ်ပယ်ခံခဲ့ရပါတယ်အခုစက်တင်ဘာ26ရက်နေ့မှာတော့စပါးအသင်းဟာ ENIC ခေတ်မှာပထမဦးဆုံးအကြိမ်ဒန်နီယယ်လီဗီမပါဝင်တဲ့ BOD meeting တစ်ခုကိုပြုလုပ်ခဲ့တဲ့ဒါကပဲစပါးအသင်းရဲ့အခင်းအကျင်းအသစ်ဖြစ်လာတယ်။ဒါ့အပြင်စပါးဟာဒန်နီယယ်လီဗီစဉ်းစားခဲ့တဲ့ new investment ရင်းနှီးမြှုပ်နှံမှုအသစ်တွေကိုလက်ခံခြင်းမရှိတော့ဘဲနဲ့ပယ်ချခဲ့တာကိုမြင်တွေ့ရတယ်ပြီးခဲ့တဲ့အပတ်တွေတော့ကစက်တင်ဘာနောက်ဆုံးအပတ်တွေမှာပေါ့နော်စပါးအသင်းကိုဝယ်ယူဖို့အတွက်ကမ်းလှမ်းမှုတွေရောက်ရှိလာတဲ့ Brooklyn Eric ဦးဆောင်တဲ့ consultant တစ်ခုကဒေါ်လာ 4.5 ဘီလီယံအထိတန်ကြေးရှိတဲ့ကမ်းလှမ်းမှုကိုပြုလုပ်ခဲ့တယ်လို့သိရတယ်ဒါပေမဲ့စပါးအသင်းကရောင်းဖို့လုံးဝစိတ်ကူးမရှိဘူးဒီကမ်းလှမ်းမှုတွေအပြင်နောက်ထပ်ကမ်းလှမ်းမှုနှစ်ခုအသင်းရှိနေရလို့သိရတယ်တစ်ခုကိုတော့ Amanda Staffley ဦးဆောင်တဲ့ consultant ကကမ်းလှမ်းဖို့ပြင်ဆင်ထားတယ်အဲ့တခုမှကိုလက်ခံမှာမဟုတ်ဘူးစပါးအသင်းဟာ new investment တွေကိုလက်မခံဘဲနဲ့ဒီတိုင်းပဲဆက်သွားမယ်ဒီအတိုင်းပဲဆိုတာကသူတို့ရဲ့ပိုင်ရှင်ဖြစ်တဲ့ Joe Louis တို့ရဲ့အစုအဖွဲ့နဲ့ပဲဆက်သွားမယ်အဲ့တော့စပါးအသင်းကို ENIC က88.58ရာခိုင်နှုန်းပိုင်ဆိုင်နေပေါ့နော်အဲ့တော့အဲ့ ENIC ကိုတော့ Joe Louis ကတည်ထောင်ထားတာဖြစ်တယ်ဒန်နီယယ်လီဗီကအဲ့ ENIC ထဲမှာ share percentage တခုပါဝင်တယ်အဲ့တော့29.88ရာခိုင်နှုန်း ENIC ထဲမှာဒန်နီယယ်လီဗီကပါဝင်တယ်ပေါ့နော်အဲ့တော့ဒီအနေထားလေးတွေအဲ့တော့အခုဒန်နီယယ်လီဗီကိုတော့ executive အနေကနေဖြုတ်လိုက်ပြီး BOD ထဲမှာမပါဝင်တော့ဘူး BOD နဲ့ SPA အသင်းရဲ့အနာဂတ်ကိစ္စအဝဝကို Joe Louis တို့နဲ့သူတို့စီမံခန့်ခွဲစေမဲ့ player တွေကကင်တွယ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဟာစပါးအတွက်ကြီးမားတဲ့အပြောင်းအလဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒန်နီယယ်လီဗီကစပါးအတွက်အရန်အရေးပါတဲ့ figure တစ်ယောက်ဖြစ်ခဲ့တယ်စပါးအသင်းရဲ့ပြောင်းလဲမှုအဝဝကိုဒန်နီယယ်လီဗီကတာဝန်ယူခဲ့တယ်ဂျိုးလူးစာလည်းဒန်နီယယ်လီဗီကိုတော်တော်လေးသဘောကျတယ်သူ့ရဲ့လုပ်ရည်ကိုင်ရေးကြောင့်လုပ်ပိုင်ခွင့်အပြည့်အဝပေးခဲ့တယ် chairman ယာရုကိုပေးခဲ့တယ် chairman အနေနဲ့ဒန်နီယယ်လီဗီကအများကြီးပြုလုပ်ခဲ့တယ်အဲ့တော့သူ့လက်ထက်မှာစပါးအသင်းက mid table အသင်းကနေကြီး6ကြီးတွေကိုရောက်ရှိလာတယ် Premier League ရဲ့ထိပ်သီးအသင်းဖြစ်လာတယ်ကမ္ဘာအကြီးမားဆုံးကမ္ဘာအချမ်းသာဆုံးအသင်းတွေမှာပါဝင်လာတယ်အဲ့တော့အဲ့ဒါတွေကဒန်နီယယ်လီဗီရဲ့လက်ရာတွေလို့ပြောရင်ကျွန်တော်တို့ဘလို့မှမလွန်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ရှေ့မှာတော့ကအလန်ရှူဂါတို့လိုမျိုးအင်မတန်ရက်ရောပြီးတော့လူဝယ်တာလဲကျန်းတဲ့ပိုင်ရှင်တွေရှိခဲ့တယ်ဒါပေမဲ့စပါးဟာအဆင့်30အထက်တောင်မတက်တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ Jurgen Klinsmann တို့နဲ့တောင်စပါးဘာမှလုံးမပြနိုင်ခဲ့ဘူးဒန်နီယယ်လီဗီကစပါးကိုအများကြီးလုပ်ပြခဲ့တယ်စပါးပရိသတ်တွေကမကျင်တတ်ပေမဲ့စပါးဒီနေ့လိုဒီနေ့အချိန်ခါဒီနေ့အချိန်အဝါဖြစ်လာခြင်းကဒန်နီယယ်လီဗီရဲ့အစွမ်းစားတွေအပြည့်အဝပါဝင်တယ်အဲ့တော့စပါးဟာကမ္ဘာအချမ်းသာဆုံးနဲ့တန်ဖိုးအကြီးဆုံးအသင်းတွေကတသင်းအဲ့တော့အဲ့တန်ဖိုးကြီးခြင်းဆိုတဲ့အရာကိုဒန်နီယယ်လီဗီကလုတ်ကင်ခဲ့တယ်ပေါ့နော်အဲ့တော့စပါးအသင်းရဲ့ကွင်းသစ်ကြီးအဲ့စောက်ခါစားအချိန်တော့ငါဆိုရင်ဈေးကြီးဆုံးကွင်းဒါပေမဲ့ကမ္ဘာရဲ့အကောင်းဆုံးကွင်းတစ်ကွင်းလည်းဖြစ်တယ်အဲ့ဒီကွင်းကဒီမြက်ခင်းတွေအစဒန်နီယယ်လီဗီကအသေးစိတ်သူကိုယ်တိုင်စီမံပြီးတော့သူ့ရဲ့ idea တွေနဲ့အသေးစိတ်တိစောက်ခဲ့တာဒါကြောင့်မလို့လဲကမ္ဘာအကောင်းဆုံးကွင်းတစ်ကွင်းအဖြစ်ထွက်ပေါ်လာတယ်အဲ့ဒီကွင်းကစပါးကိုဝင်ဝင်များစွာရရှိစေတယ်ပြီးတော့စပါးအသင်းရဲ့တန်ဖိုးကိုလည်းအများကြီးမြင့်တက်စေတယ်တစ်ချိန်တည်းမှာတခြားသော infrastructure တွေဖြစ်တဲ့ training ground လို့အရာမျိုးတွေမှာဒန်နီယယ်လီဗီက2010အစောပိုင်းကတည်းကသူကအများကြီးရင်းနှီးမြှုပ်နှံခဲ့တယ်စပါးဟာ2012လောက်ကတည်းက Premier League ရဲ့အကောင်းဆုံးကမ္ဘာအကောင်းဆုံး training ground တစ်ခုကိုပိုင်ဆိုင်ထားတယ်ပြီးတော့သူတို့ရဲ့ကစားသမားနားနေဆောင်ဆိုတဲ့ The Loft အဲ့ဒါကအင်မတန်နာမည်ကြီးတယ်ဂျိုဆေမော်ရီညိုလိုနီးပြကတော့ Sister Hotel ဆိုပြီးတော့ချီးကျူးရတယ်ကစားသမားတွေအတွက်အိတ်ဆက်ချင်းအတွက်အကောင်းဆုံးပံ့ပိုးမဲ့ဒီအိတ်ရာတွေခေါင်းအုံးတွေအစရှိသဖြင့်တကယ်ကို sleep scientist တွေနဲ့အတူပြင်ဆင်ထားတဲ့နေရာတွေဖြစ်တယ်အဲ့ဒါအတွက်လည်းသူတို့ပတ်စံတွေသုံးဆွဲခဲ့ပြီးစပါးအသင်းအတွက်လည်းအကျိုးရှိခဲ့တယ်ဒီຢာတွေကအသင်းကိုရေရှည်ရက်တည်ဖို့အတွက်ရေရှည်ကောင်းမွန်ဖို့အတွက်ကူညီတဲ့အရာတွေပြီးတော့အသင်းရဲ့ access တန်ဖိုးတွေကိုလည်းမြင့်စေတဲ့အရာတွေဒန်နီယယ်လီဗီကအဲ့ဒီအပိုင်းတွေကိုအများကြီးအားစိုက်ထုတ်ခဲ့တယ်စပါးပရိသတ်တွေကကြတော့ကစားသမားမဝယ်ယူလို့အောင်မြင်မှုတွေလိုအပ်တဲ့လောက်မရရှိလို့စပါးကစားသမားခေါ်ယူတဲ့နေရာမှာဈေးတွေစစ်လို့အစရှိသဖြင့်ဒီလိုမျိုးမကျင်တတ်ကြဘူးပြီးခဲ့တဲ့ January မှာ Leicester အသင်းကိုရှုံးခဲ့တယ်အဲ့ရှုံးခဲ့တဲ့ပွဲမှာစပါးပရိသတ်တွေကဒန်နီယယ်လီဗီအောက်ဆိုပြီးတော့ဆန္ဒပြခဲ့ကြတယ်ပေါ့နော်အဲ့တော့တော်တော်လေးပြင်းထန်တယ်လို့ပြောလို့ရတယ်24 years
system managers one trophy time for change လို့သူတို့ယူဆခဲ့ကြတယ်ပေါ့နော်အဲ့တော့ Daniel Levy ကို target ထားခဲ့ကြတယ်တစ်ချိန်တည်းမှာစပါးအသင်းရဲ့ပိုင်ရှင်တွေ Joe Louis တို့ကလည်းစပါးအသင်းကိုအပြင်က independent firms တခုနဲ့ evaluation ပေါ့နော်စပါးအသင်းရဲ့ run နေတဲ့အနေအထားတွေကိုစစ်လားဆေးလားအခြေအနေအကဲဖြတ်ခြင်းတွေပြုလုပ်ခဲ့တယ်ပြီးတော့အဲ့ရိုင်နောက်ပိုင်းမှာ match လာမှာဒီအသင်းရဲ့ဘုတ်အဖွဲ့တွေကို Peter Charrington ဆိုတဲ့ပုဂ္ဂိုလ်ဝင်ရောက်လာတယ်သူကဘောလုံးဘက်ကပုဂ္ဂိုလ်တော့မဟုတ်ဘူးဒါပေမဲ့ Joe Louis တို့ရဲ့လူယုံဖြစ်တဲ့ ENIC အတွက်နှစ်ပေါင်းများစွာအကြံပေးအနေနဲ့လုပ်ကိုင်ခဲ့တယ်ပြီးတော့ထိပ်တန်းအဖွဲ့အစည်းတွေမှာလည်းဥက္ကဋ္ဌလုပ်ခဲ့တဲ့ management ပိုင်းဆရာကြီးတစ်ယောက်ဖြစ်တယ်သူက Joe Louis တို့ဘက်ကိုကိုစားပြုတယ်သူရောက်ရှိလာတယ်ပြီးတော့ Vinay Venkateshan က CEO အနေနဲ့ရောက်ရှိလာတယ် Vinay Venkateshan ကကြတော့ Levy နဲ့အများကြီးဆက်ဆံမှုရှိတယ် Levy ရဲ့မိတ်ဆွေတစ်ယောက်လည်းဖြစ်တယ် Levy ရဲ့ approve လည်းအများကြီးရခဲ့တယ် Vinay Venkateshan ရောက်ရှိလာတဲ့အချိန်မှာသူဟာ Levy လက်ထက်က day to day work တွေကိုအများကြီးယူလိုက်တယ်ပုံမှန်အားဖြင့် Levy က day to day work တွေကနေ strategic planning အထိအကုန်လုံးသူတယောက်တည်းလုပ်နေတာသူက chairman ဖြစ်တယ်ဟိုးအောက်ကပေါက်စနာကိစ္စတွေအစားသူသိတယ်ပေါ့နော် Spa ရဲ့ဝန်ထမ်းတွေကလည်းသူ့ကိုကြောက်ရတယ်အဲ့လောက်ထိကိုကြောက်ရတာအဲ့အနေထားကနေ Vinay Venkateshan ဟာ day to day works တွေကိုယူတယ် Daniel Levy က strategic planning တွေကိုပို့လုပ်တယ်ပေါ့နော်အဲ့တော့ဒါကစပါးအသင်းရဲ့အခင်းအကျင်းအဲ့အခင်းအကျင်းအနေထားကနေပြီးခဲ့တဲ့ဂျွန်လမှာ Levy အားထားရတဲ့သူ့ရဲ့သူ့ဘတ်သားဖြစ်တဲ့ပေါ့နော် Donna Maria Gulan စတင်ပြီးထုတ်ပယ်ခံရတယ်အဲ့တော့သူလည်းထွက်တယ်ပြီးတော့အဲ့ဂျာကာလာတွေထဲမှာလည်းဒီ Chief Football Officer တယောက်ထွက်တာရှိသေးတယ်ပေါ့နော်အဲ့တော့ဒီမြင်ကွင်းကကျွန်တော်ထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင်ရုပ်ရှင်တွေထဲမှာမြင်ရတဲ့ဘုံအဖွဲ့ဒီအင်အားပြန်ဆိုင်မှုတွေအင်အားပြန်ဆိုင်မှုတွေထဲမှာ Levy ဘက်ကလူတွေကရော့ဟိုဘက်ကလူတွေကအင်အားပိုတိုးဆိုတဲ့အနေအထားမျိုးပေါ့လေစပါးအသင်းရဲ့ဘုံအဖွဲ့ဆိုင်ရာဤဥပဒေတွေတော့ကျွန်တော်တို့မသိရဘူးဒါပေမဲ့ဒီအခြေအနေကိုပေါ်လွင်ထင်ရှားအောင်ဥပမာပေးရမယ်ဆိုရင်အဲ့ဒီအခြေအနေကိုကျွန်တော်ကတော့ပေးခြင်းတယ်ပေါ့နော်အဲ့တော့ Levy ကဘာဖြစ်သွားခဲ့လဲဆိုတော့သူ့ဘက်ကလူတွေကရော့တယ်ဒီဘက်မှာ Joe Louis ဘက်ကပို့ပြီးအင်အားတိုးလာတဲ့ပုံစံမျိုးကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်နောက်ဆုံးမှာတော့သူထုတ်ပယ်ခြင်းခံခဲ့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုတော့ Levy ကသူ့လက်ထက်မှာခုနလိုမျိုးစပါးအသင်းရဲ့စိုးရွားတဲ့အခြေအနေတခုပြီးခဲ့တဲ့ຢာတီကယူရိုပါလိဖလားရရှိခဲ့တယ်ဒါပေမဲ့ league မှာအင်မတန်ရလက်ဆိုးခဲ့တယ်ရှုံးပွဲက22ပွဲထိရှိခဲ့ပြီးအဆင့်ကဆက်ခွန်အဲ့တော့သူတို့တမိုင်းမှာအဆိုးဆုံးအနေအထားတစ်ခုဖြစ်ခဲ့တယ်အဲ့တော့ Levy ကအဲ့ဒါကိုသူကလည်းလက်မခံနိုင်တဲ့အတွက်စူပလာရယုံနဲ့မလုံလောက်ဘူးဆိုပြီးတော့သူတို့နီးပြ Postecoglou ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်လူဝတ်တို့ကြတော့ဗာမြင်လဲဆိုတော့နိုင်ပွဲတွေပိုရဖို့လိုတယ်အောင်မြင်မှုတွေလည်းရဖို့လိုတယ် Levy လိုမျိုး bigger picture ကြီးပဲတစ်ချိန်လုံးကြည့်မနေခြင်းဘူးအဲ့ဒီအတွက်သူတို့မှာစဉ်းစားတဲ့အချက်လက်တွေရှိလာတယ် Levy ကကြတော့2024ခုနှစ်ကလည်းသူပြောဘူးတယ်သူက new investment တွေလိုချင်တာ new investment တွေလိုအပ်တယ်လို့သူယူဆတယ်သူ့ရဲ့စကားနဲ့ပြောရမယ်ဆိုရင်စပါးအသင်းဟာ significant risk ကိုလိုအပ်နေတယ်သူတို့ရဲ့ equity base မှာလိုအပ်နေတယ်ဘယ်လောက်ထိ Levy စဉ်းစားလဲဆိုရင်သူ့ရဲ့ share တွေကိုရောင်းဖို့အတွက်ပေါ့သူက26%လောက်စပါးမှာပိုင်ဆိုင်တယ်အဲ့တော့ 10% ပေါင်တန်း400ဘိုးလောက်ရောင်းချပြီးတော့အဲ့ဒီ new investment တွေသူရယူခြင်းတယ်ပေါ့နော်အဲ့ဒီ new investment တွေသူအသင်းကိုပို့ပြီးတော့တိစောက်ခြင်းတယ်တကယ်တော့ Joe Louis တို့က cash injection လို့ခေါ်တဲ့ဒီစခြားပိုင်ရှင်တွေလုပ်နေတဲ့အရာတွေကိုလုပ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီ investment တွေထပ်မလို့ဒါပေမဲ့စပါးအသင်းမှာအဲ့ဒီ cash injection တွေကျွန်တော်တို့မြင်တွေ့ရခြင်းမရှိတဲ့အနေအထားပေါ့နော်ဒါစပါးပရိသတ်တွေသတိချက်တဲ့အနေအထားဖြစ်တယ် Daniel Levy ကစပါးအသင်းကိုဘယ်လောက်ချစ်တယ်လဲဆိုရင်သူဟာအဲ့လိုမျိုး new investment လိုအပ်တယ်ဆိုတာကိုသိရှိခဲ့တယ်အဲ့တော့ဒီသဘောတရားကဘာနဲ့ဆင်တူလဲဆိုတော့ investment တွေကလိုတယ်အထူးသဖြင့်စပါးလိုအနေအထားမျိုးသူတို့ရဲ့ပိုင်ရှင်ကကမ္ဘာအချမ်းသာဆုံး level တွေမဟုတ်ဘူးဘီလီယံနာတော့ဘီလီယံနာပဲဒါပေမဲ့ဘီလီယံနာအချင်းချင်းမှရှင်လိုက်ရင်ဘာကောင်းမှမဟုတ်ဘူးဆိုတဲ့အနေအထားမှာပဲရှိတယ်ပေါ့လေအဲ့တော့အဲ့လိုအနေအထားမှာခုနလိုမျိုးဥက္ကဋ္ဌတွေထူးချွန်ထက်မြက်တဲ့ဥက္ကဋ္ဌတွေဘယ်လိုလုပ်လဲဆိုတော့ Crystal Palace အသင်းကိုကြည့်ရင်သိနိုင်တယ်သူတို့ဥက္ကဋ္ဌ Steve Parish ကအသင်းကိုလုံးဝအလုံးစုံပိုင်တဲ့ဥက္ကဋ္ဌဒါပေမဲ့သူနောက်ပိုင်းမှာဘာလုပ်လဲဆိုတော့ तू ကအလွန်ဆုံးချမ်းသာလာမှာတန်းရာကန်နဲ့သူ့ level ဘာမှမဟုတ်ဘူးအဲ့တော့ तू ဟာဒီအသင်းကိုပို့ပြီးတော့ကောင်းမွန်အောင်လုပ်ဖို့စံသားရှိတယ်အဲ့ဒီအတွက်ရင်းနှီးမြှုပ်နှံသူတွေလိုတယ်အဲ့ရင်းနှီးမြှုပ်နှံသူတွေရရှိဖို့အတွက် तू ဟာ share တွေရောင်းချဖို့လိုတယ်လက်ရှိအချိန်မှာ Steve Parish က 10% ပဲပိုင်ဆိုင်တယ် Crystal Palace အသင်းကို तू ဟာဥက္ကဋ္ဌအနေနဲ့တော့ဆက်ရှိနေတယ်ဒါပေမဲ့ तू ဟာ investment တွေအများကြီးကိုဖိတ်ခေါ်ခဲ့တယ်သူ့ရဲ့ 100% ချုပ်ကန်ဝင်ကြီးကတော့ပျောက်ဆုံးသွားတယ် Crystal Palace မှာတော့ဒီမဲလေးမဲလိုရယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့ဒါပေမဲ့ तू အဲ့လိုမျိုးလှုပ်ထားတဲ့အနေအထားမျိုးတွေ့ရတယ်သူ့ရဲ့အရာတွေကို तू ရောင်းချခဲ့ရတယ်အဲ့ဒီရရှိလာတဲ့ investment တွေနဲ့ Crystal Palace အသင်းကဒီနေ့ဒီအချိန်မြင်တွေ့နေရတဲ့ level ကိုကြီးထွားလာခဲ့တာဖြစ်တယ်ပို့ပြီးတော့ infrastructure ဘိုင်းတောင့်တင်လာခဲ့တယ်ဆက်ရတောင့်တင်လာခဲ့တယ်ပေါ့နော်အဲ့လိုသဘောမျိုးပဲ Levy လောက်ရမယ့်ဟာကြတော့အဲ့တဲ့ပုံမြင့်တယ် तू က
ဒီအကြီးပြီးသားအသင်းကြီးပြီးသားအသင်းကိုအကြီးဆုံး level ထပ်ပြီးတော့တက်ကြီးတဲ့လောက်ကြီးဖို့ထိသွားမဲ့အခြေအနေအဲ့တော့ Lewis တို့ကဒါကိုတိတ်ပြီးတော့မလုံနိုင်တဲ့အနေအထားမျိုးအဲ့ဒီအနေအထားမှာ Levy က share ရောင်းဖို့ဒီအသင်းရှိခဲ့တယ်အဲ့တော့ဘာသွားဖြစ်တယ်လဲဆိုတော့အဲ့လိုမျိုး new investment တွေကိုဖိတ်ခေါ်ခြင်းတဲ့ idea က Lewis တို့အတွက်စိတ်ခေါ်မှုသွားဖြစ်တယ်ဒါကကျွန်တော်ရုပ်ရှင်တွေမှာမြင်တွေ့နေကြဘုတ်အဖွဲ့နှစ်ခုကြားကဘုတ်အဖွဲ့တစ်ခုတည်းအဲ့ဒီကနှစ်ဖက်ကြားရဲ့ပြန်ဆိုင်မှုတွေဖြစ်လာခဲ့တယ်နောက်ဆုံးမှာတော့ Lewis တို့ကLevy ကိုဒီလိုမျိုးထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တယ်အခုဘုတ်အဖွဲ့မှာဆိုသူတို့လူတွေကြီးပဲရှိတော့တာကျွန်တော်တို့မြင်တွေ့ရလိမ့်မယ် chair မှာ Peter Charrington ရှိတယ် Vinay Venkateshan ပါဝင်တယ်ပြီးတော့စပါးအသင်းရဲ့ဒီ supporter trust ကဒီကိုစားပြုပုံကိုဖြစ်တဲ့ဒီသူတို့ပါဝင်တယ်ပေါ့နော်ပြီးတော့နောက်ထပ် independent director တွေဒါပါဝင်နေသေးတာကိုတွေ့ရတယ် Jonathan Turner လို့ခေါ်တယ်ပေါ့နော်ပြီးတော့စပါးအသင်းရဲ့Joe Lewis တို့ဘက်မှာလည်းဒါပိုင်ရှင်တွေသူတို့ရဲ့သမီးတွေသားတွေ Vivienne Lewis ပြီးတော့သားဖြစ်တဲ့ Charles Lewis ပြီးတော့မြေးဖြစ်တဲ့ဒီ Nick Butcher တို့ပါဝင်နေတယ်ပေါ့နော်အဲ့တော့သူတို့ကလည်းဒီလိုအပြောင်းလဲတွေလိုချင်နေတယ်ဆိုလိုချင်တာကဒီ Joe Lewis တို့ရဲ့အုပ်စု Joe Lewis တို့ရဲ့ visionary နဲ့စပိုင်းအနာဂတ်ကို run တော့မှာ Daniel Levy ရဲ့ vision နဲ့ Daniel Levy ရဲ့ strategic planning နဲ့မလွမ်းတော့ဘူးမ run ဘဲနဲ့ဒီသူ့ကိုဖုတ်ပယ်လိုက်တယ်ပြီးတော့အာနာကုန်သုံးခဲ့တယ်လို့ပြောလို့ရတယ် Levy ဟာသူ့ရဲ့ပစ္စည်းတွေတောင် training ground တွေကနေဝင်ယူခွင့်မရခဲ့ဘူးရဆက်ကိုထုတ်ပယ်ခဲ့တယ်အဲ့ဒီပစ္စည်းတွေတော့ corporate တွေထုံးစံအတိုင်းပေါ့အသင်းနဲ့လာမပတ်သက်နေတော့မင်းရဲ့ share တွေကတော့အသင်းမှာရှိနေတယ် 26% ဒါပေမဲ့ no voice no chair ပြီးတော့ no BOD meeting အရာအလုံး Levy အတွက်အဆုံးရှုံးပေါ့နော်သူ့အတွက်ဟို share ပဲကျန်တယ်အဲ့ပစ္စည်းတွေကိုလည်း delivery နဲ့ပို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒါက corporate တွေရဲ့ရက်ဆက်တဲ့ထုံးစံအတိုင်းပေါ့စပါးအသင်းကတော့ဒီအောက်ပိုင်း action တွေကတော့ဆက်လက်ပြီးတော့ဒီလိုမျိုးအပြောင်းလဲများတဲ့လောကထဲမှာဆက်လက်ပြီးတော့ဒီတိုင်းပဲသွားနေအောင်ပါပဲဒါပေမဲ့အပေါ်မှာတော့ကြီးမားတဲ့အပြောင်းလဲတွေဖြစ်နေခဲ့ပြီအဲ့တော့အဲ့ကြီးမားတဲ့အပြောင်းလဲတွေကပြီးခဲ့တဲ့ September 26 ရက်နေ့ BOD meeting Daniel Levy မပါတဲ့ပထမဆုံး BOD meeting အဲ့ဒီ meeting နဲ့အတူကျွန်တော်တို့ပို့ပြီးရုပ်လုံးပေါ်လာခဲ့တယ်အဲ့ဒီကာလတဝိုက်မှာပဲစပါးအသင်းဟာသူတို့ကိုဝယ်ယူခြင်းတဲ့ investment တွေကိုအတိအလင်းပယ်ချခဲ့ပြီးတော့လုံးဝမရောင်းဘူးဆိုတဲ့ stance ကိုလည်းပြသခဲ့တယ်ပေါ့နော်အဲ့တော့ဒီအချက်တွေက Daniel Levy ထုတ်ပယ်ခံရခြင်းပြီးတော့ post Levy era မှာဖြစ်မဲ့ management နဲ့သူတို့သွားခြင်းတဲ့လမ်းကြောင်းတွေကိုပြသနေတာဖြစ်ပါတယ်ပြသနေခြင်းအတိအကျပြသနေခြင်းမဟုတ်ရင်တော့ကျွန်တော်တို့ကိုမှန်းဆလို့ရမယ့်တဲလွန်စာတွေပေးအပ်နေခြင်းလို့ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ဒါကြောင့်မလို့ဒီခန္ဓာလေးကိုတင်ပြလိုက်ရတာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ